ထိုင်းရောက်မြန်မာတွေကိုအချင်းချင်းစမတ်ကျေးဆိုပြီးအလုတ်တွင်းကြီးတောင်းယူရမှာငွေကျပ်3သိန်းကနေ73သိန်းအထိအလုတ်ပွဲစားကိုပေးပြီးအလုတ်လျှောက်နေကြရပါတယ်။မြန်မာရွှေပြောင်းလုပ်သား4တန်းကနေ6တန်းအထိရှိမယ်လို့ယူဆရတဲ့ထိုင်းနိုင်ငံမှာအလုတ်လုပ်ချင်ရင်စမတ်ကျေးဆိုပြီးလူတအူးကိုထိုင်းဘတ်ငွေ1000အထိပေးပြီးမှအလုတ်ယုံထဲလူထည့်ပေးကြတာပါ။ရခင်ကထိုင်းဆက်ယုံတွေဟာလူခေါ်ရင်အင်တာဗျူးလူတွေ့စစ်ဆေးတဲ့ပုံစံသာရှိပြီးစမတ်ကြီးဆိုတာထက်အလုတ်ခေါ်ထည့်ပေးရင်ကြောတာမုတ်ဖိုးပြန်ပေးတဲ့အလေးအထသာရှိခဲ့ပေမဲ့အခုတော့ပြတ်နေပါပြီမြန်မာလူခေါ်ပွဲစားတချို့ဟာဆက်ယုံထဲက level တစ်ခုရှိတဲ့သူတွေကိုအယုံသွင်းပြီးမြန်မာလုပ်သားတွေကိုအခကြေးငွေတောင်းယူပြီးလှုပ်စားကွင်တွေ့နေကြတာဖြစ်ပြီးမြန်မာအချင်းချင်းငွေကြေးအစမတန်တောင်းဆိုနေကြတာပါလူတအူးကိုဘတ်1000ထိတောင်းယူတတ်ကြပြီးလူထောင်တောင်းချီကိုအလုတ်သွင်းပေးနိုင်ရင်ထိုင်းမှာအလုတ်လုပ်เสียတောင်မလို့တော့ပဲနေနိုင်ကြဖို့အထိမြန်မာတချို့ပြုမှုလှုပ်ဆောင်နေကြတာပါထိုင်းမှာရှိတဲ့လုပ်ငန်းခွင်အလုပ်သမားခေါ်ယူတဲ့ပုံစံကလည်းအကျင့်ပြတ်မြန်မာတချို့ကြောင့်ပြောင်းလဲသွားပြီးစမတ်ကြီးနဲ့အလုတ်ခေါ်သွင်းပေးမှအလုပ်သမားခေါ်ယူနေတဲ့ပုံစံမျိုးဖြစ်လာလို့အလုတ်လျှောက်ရပိုခက်လာပါတယ်မြန်မာရွှေပြောင်းလုပ်သားလစာဟာတလားမှထိုင်းဘတ်ငွေ1000ကနေ1000ခွဲဝန်းကျင်သာရရှိကြတာကြောင့်စမတ်ကြီးခေါ်အလုတ်သွင်းကြီးဘတ်1000အထိပေးနေရတာကများပြားနေတာပါစမတ်ကြီးကိုတခါစားအဖြစ်ဖန်တီးနေကြတာကမြန်မာတွေအချင်းချင်းပဲဖြစ်ပြီးအချင်းချင်းကူညီဖို့တဲ့အမည်ရအမည်စားကောင်းရကောင်းစားလုပ်နေတဲ့ဈေးကွက်ကြီးအဖြစ်ကြီးထွားလာနေတာဖြစ်ပါတယ်လိန်စားတဲ့သူတွေလည်းများလာပါတယ်